ကျွန်တော်နေမှာမစ္စတာဒီမှာတော့ကျွန်တော်စောက်ထားတဲ့ micro အိမ်နဲ့ရောက်နေပါတယ်ချက်တော့လိုက်ပြလိုက်ရအောင် let's go ဒီနေ့စောက်ဝင်ကြရအောင်ညီလေးဟမ်ပါလေဒါကျွန်တော်ညီလေးပါကျွန်တော်ညီကတော့ဟင်းချက်နေပါတယ်ပြောလိုက်ပါမိကလာပါလို့မိကလာပါပြန်ဟင်းချိလိုက်ရောဟင်းပြ။ငါကဒါကတော့ချက်သားကြော်ရတယ်ဒါကတော့ငါတော့ဘာဖြစ်လို့လဲတော့ကြည့်ကြော်ရ။ဒါကတော့ဟိုဟာစစ်တိုးသားပါဒါကတော့ကျွန်တော်တို့အိတ်ခမ်းလေးပါ။ဒီထဲမှာဆိုကျွန်တော် PC ရှိရယ်။ဒီကတော့ဒါ library စာကြည့်တိုင်းမှာအချမ်းလို့ရတယ်ဘာတွေညာလေးဒါကတော့ bathroom ဟုတ်တယ်ဟီချူကအိမ်သားနောက်ဆုံးမှအလားဆုံးဟာပြအောင်နောက်ဆုံးမှလဆုံးဟာပြဘလို့ကြိုက်သွားမှာနော်ဒါတော့အိမ်သားတော့ channel လေးနဲ့ like subscribe လုပ်ပြီးတော့အောင်ဒီဘက်မှာတော့ရေကူးကန်ရှိပါတယ်ဒါတော့ရေကူးကန်လေးပါရေကူးလို့ရပါတယ်နည်းနည်းလေးနော် okay ဒီဘက်မှာဆိုဒီထဲမှာဆိုရင်ကျွန်တော်ရဲ့ဒီရဲ့ကျွန်တော် game နေရှိရလုံးဝgame နေနဲ့ဟိုဟာဖုန်းမှာရှိကျွန်တော်နာမည်ပေးတာဒီရဲ့အပေါ်ပြမယ်အပေါ်တက်ကပါရှိလေလို့ကျွန်တော်ပြမယ်လုံးဝနေပါစာလေးဖက်လာ playground မှာပေါ်တက်ကတော့လုံးဝဒါတော့ဒုတိယထပ်ပါဒီမှာပကြည့်ကားလေးရှိပါတယ်ဒီဘက်ဒါကတော့အသေးကစားစရာပါဒီခွက်လေးယူပြီးတဲနေဟိုဟာအိမ်နေပါလေးဆောက်ရတာပေါ့ဒါကတော့အပြောပါကျွန်တော်လုံးဝခုံလို့ရဟိုအပြောဟိုကျွန်တော်ဟိုစီရနေပါတွိုင်းစီကြည့်ရဒီမှာဆို free စီလို့ရဟိုကစီနေပါကဲနောက်ကဲဒီရဲ့အပေါ်ကရှိတဲ့ garden လေးမတော့ခင်အိမ်ရှိရဟာလေးရှင်းပြမယ်ဒါကတော့ညနေစီနေဝင်စီးစာနဲ့မွန်နဲ့စီးစာစီးလို့ရရင်နေပါဒါပေမဲ့နေရဟိုဘက်ကထွက်တာဟိုဘက်ကဝင်ပြီးဟိုဘက်ကထွက်တာဒါပေမဲ့ကြည့်လို့မရဘူးဒါပေမဲ့လည်းမိုက်ပါတယ်ကဲအပေါ်လိုက်ပြပါမယ်1 2 3ဒါတော့ပေါ်တက်လေးပါဒါတော့ကျွန်တော်တို့ရဲ့လုံးဝထိုင်းစံနေရာလေးရှိပါတယ်ဘူးထိုင်လို့ရပါတယ်ပြီးတော့ဒီဘက်မှာစိုက်ခင်းလေးလည်းရှိတယ်ဒီမှာလုံးဝဘာမှတော့မရှိပြီမဲ့လေဒီထဲမှာစိုက်ခင်းလေးလည်းရှိဒါတော့ဒီဘက်မှာကျွန်တော်ညီပြီးချနေရပါဒါတော့ကျွန်တော်တို့ဟိုလိုမျိုးတွေကဆော့တာပါတယောက်ဟိုလိုမျိုးဟို YouTube ရတော့အတုံးခတ်မှန်းတာဒါပေမဲ့ဆော့ပြတော့ပါဘူးတယောက်ပြီးတယောက်ခဏပြေးမဲ့ညင်နေလို့ကဲလုံးဝတက်ပါတလေးပြောလာအောင်အဲ့ဒါတက်တာပါနောက်ဒီမှာဒီတဲ့ပုံမှုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုများနဲ့ပြန်လာခဲ့ပါမယ်လို့ဟိုကတိပေးပါတယ်ဘိုင်ဘိုင်